ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လေကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်အတွက်တကယ်ကိုအရေးပါတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးကြည့်ချင်ပါတယ်အဲ့ဒါကတော့တစ်ပံနဲ့နီးပညာရေးပါပဲဒီကိစ္စကလေစာစင်ခန်းတဲ့ကကိစ္စတစ်ခုတည်းမဟုတ်ဘူးเนาะနိုင်ငံတစ်ခုလုံးရဲ့ရှေ့ဆက်ရမယ့်လမ်းကြောင်းနဲ့တားရက်ကိုပတ်သက်နေလာပါဟုတ်ပါတယ်တကယ်တော့လေကျွန်တော်တို့ပြောနေတဲ့အနာဂတ်ဆိုတာတခြားမှာမဟုတ်ပါဘူးဒီစာသင်ခန်းတွေထဲမှာပဲဒီစောင့်နေကြရတာပါဒီနေ့စာသင်ခန်းတွေကတည်ယူမှုတွေအဲ့လာတွေကပဲမနေ့ဖြန်ရဲ့တိုးတက်ပြောင်းလဲမှုတွေအတွက်အခြေခံအုံမြင့်တွေဖြစ်လာမှာပေါ့ဒီတော့ဒီနေ့ဆွေးနွေးမှုမှာအဓိကပိုင်း၅ပိုင်းခွဲပြီးကြည့်သွားကြမယ်ပထမဆုံးဒီအကြောင်းအရာကဘာကြောင့်အရေးကြီးလဲဆိုတော့အရင်ပြောမယ်ပြီးရင်လက်ရှိချိန်နေရပြီလို့ရှိလဲဘာတွေကအဓိကစိန်ခေါ်မှုတွေလဲနောက်ပြီးကျွန်တော်တို့လိုချင်တဲ့အနာဂတ်ပုံစံကဘာလဲအဲ့ဒီကိုရောက်ဖို့ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာတွေကိုတစ်ခုချင်းစီဆက်ပြီးကြည့်သွားကြပါမယ်ကဲပထမဆုံးအပိုင်းကိုဆက်လိုက်ကြရအောင်ဘာကြောင့်ဒီဆွေးနွေးမှုကအရေးကြီးနေရတာလဲပြောရင်ဒါကပညာရေးကိစ္စတမဟုတ်ဘူးဆိုတာကိုအရင်ဆုံးနားလည်ဖို့လိုပါတယ်နိုင်ငံရဲ့ပွင့်ပြတိုးတက်မှုအတွက်ဘလောက်အထိအရေးပါနေတယ်လဲဆိုတာကိုကြည့်ကြရအောင်ပါဘာလို့လဲဆိုတော့တစ်ပံနဲ့နီးပညာရေးဆိုတာကလေတီထွင်စမ်းတက်မှုတွေစီးပွားရေးတိုးတက်မှုတွေအတွက်အဓိကမောင်းနှင်ပြီးတဲ့စက်ကြီးတစ်ခုနဲ့တူနေလို့ပါပဲနိုင်ငံတနိုင်ငံကကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်ဖို့စီးပွားရေးရတောင်းတမှုဆိုတာကဒီပညာရေးကဏ္ဍဘလောက်ကောင်းမလဲဆိုတဲ့အပေါ်မှာတော်တော်ကြီးကိုမူတည်နေရပါဟုတ်ပြီဒါဆိုရင်အခုလက်ရှိကျွန်တော်ရဲ့တစ်ဖန်စာသင်ခန်းတွေကတော့ဘလို့အခြေအနေမှာရှိနေလဲအဲ့ဒါလေးကိုတစ်ချက်ကြည့်လိုက်ကြရအောင်လက်ရှိအခြေအနေကိုခြုံပြီးကြည့်လိုက်ရင်အဓိကသင်ယူညွှန်တန်းဖို့သူက theory ကိုပဲအဓိကထားတယ်ဆိုတော့ကျောင်းသားတွေကအလွတ်ကျက်ရရဲ့ဘက်ကိုပို့အားသာသွားတယ်နောက်တစ်ခုကတင်ထောက်ကူပစ္စည်းတွေလက်တွေ့ခံသုံးဝင်ကအခန်းသားနဲ့စောက်တွေကလည်းတိတ်ခင်းမမီတော့ဘူးအဆုံးသတ်မှာစစ်ဆေးရဲ့စာမေးပွဲစနစ်ကလည်းဘယ်လောက်မှမီလဲဆိုတော့ကိုပဲအဓိကစစ်နေတော့လက်တွေ့အသုံးချနိုင်စွမ်းထက်အလွတ်ကျက်တာကပဲအရေးပါတယ်လို့ရှင်းနေတာပေါ့โอเคလက်ရှိအခြေအနေကိုတော့မင်းဖော်လာမိထင်ပါတယ်ဒါဆိုနောက်တစ်ဆင့်မင်းနဲ့ကျွန်တော်ရဲ့တိုးတက်မှုကိုနောက်ကနေဆွဲထားတဲ့အတိကစင်ခေါ်မှုတွေကဘာတွေထင်မှလဲအဲ့ဒါတွေကိုတစ်ခုချင်းစီဖော်ထုတ်ကြည့်ကြရအောင်ကရမဆုံးနဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကတော့ခေတ်မမီတော့တဲ့တင်ယိုးညွန်နမ်းပါပဲအခုသုံးနေတဲ့တင်ယိုးတွေကလက်ရှိကမ္ဘာတစ်ပံပင်ကြားရဲ့တိုးတက်ပြောင်းလဲမှုတွေတင်ကြားရေးနည်းစနစ်အသစ်တွေကိုအမီမလိုက်နိုင်တော့ဘူးအဲ့တော့ကွာဖြစ်လဲဆိုတော့ကျောင်းသားတွေကတကယ်လက်တွေ့ဘဝမှာလိုအပ်တဲ့အရေးရှိတွေနဲ့တဖြည်းဖြည်းကင်းကွာထားနိုင်တဲ့အန်ဒီရေးရှိနေပါတယ်ဒုတိယအချက်ကတော့ဒါလည်းတော်တော်လေးကိုအရေးကြီးပါတယ်အရင်းမြစ်ရှားပါမှုပါပဲခင်မီတဲ့လက်တွေ့ခန်းတွေလိုအပ်တဲ့စက်ပစ္စည်းကိရိယာတွေတနောက်ကိုပစ္စည်းတွေအဲ့ဒါတွေတိတိတသားလိုအပ်နေတာကလက်တွေ့တင်ကြားရေးကိုတော်တော်လေးအားနည်းစေတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်နေတာပေါ့တတိယစင်ခေါ်မှုကတော့လူသားအရေးအမြတ်နဲ့ဆိုင်ပါတယ်ဆရာမတွေအတွက်အရေးသွေးမြတ်တယ်ဖို့အခွင့်အလမ်းတွေနေပါနေတာပါခင်မီတင်ကြားရေးနေစနစ်အသစ်တွေနဲ့ပတ်သက်ပြီးဆရာမတွေအတွက်ပိုကောင်းတဲ့သင်တန်းတွေအလုံးယုံဆွေးနွေးပွဲတွေအရေးတတိကိုလိုအပ်နေတာပါဒါကတကယ်ကိုအရေးကြီးဆုံးအချက်တစ်ချက်လို့တောင်ပြောလို့ရပါတယ်ဟုတ်ပြီအခုစင်ခေါ်မှုတွေတော့တစ်ခုပေးတစ်ခုပြောခဲ့ပြီဒါပေမဲ့ခဏလောက်စဉ်းစားကြည့်အောင်ဒီစနစ်တစ်ခုလုံးကိုသာအစနေပြန်ပြီးတိဆောက်ခွင့်ရမှဆိုရင်ရောဘယ်လိုဖြစ်မလဲဒီမေးခွန်းကလည်းပြဿနာတွေကိုပဲကြည့်နေတာနိအခွင့်အလမ်းတွေကိုဘယ်လိုရှာဖွေမလဲဆိုတဲ့ဘက်ကိုကူးယောင်းဖို့လမ်းစားတစ်ခုပါပဲကဲအခုဆိုရင်အနာဂတ်ကိုစပြီးပုံဖော်ကြည့်ရမယ်အပိုင်းကိုရောက်လာပါပြီခေမီတေးပိုင်ပညာရေးစနစ်တစ်ခုဆိုတာဘယ်လိုပုံစံမျိုးဖြစ်တဲ့လဲဘယ်လိုပုံစံမျိုးဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုအတူတူစစ်ကူးထဲမှာတိစောက်ကြည့်ကြရအောင်ဒီနေ့ကစာသင်ခန်းတွေကိုကြည့်လိုက်ရင်အများအားဖြင့်ကဆရာသင်ပြတာကိုငြင်းငြင်းလေးနားထောင်ပြီးလက်ခံရတဲ့ပုံစံ passive learning မို့ဒါမဲ့ကျွန်တော်တို့ဖြော်မှန်းတဲ့အနာဂတ်စာသင်ခန်းကတော့အဲ့လိုမဟုတ်ဘူးကျောင်းသားတွေကတက်ကြွမေးခွန်းထုံမယ်ကိုယ်တိုင်စူးစမ်းလေ့လာမယ် active inquiry ရှိရမှာအဲ့လိုပဲကျွမ်းကျင်မှုပိုင်းမှာလည်းအလွတ်ကျမှတ်တဲ့စွမ်းရည်ထဲပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲအသက်တွေကိုဘယ်လိုဖန်တီးမလဲဆိုတဲ့စွမ်းရည်တွေကိုဥတီတဲ့ပညာရေးဖြစ်ဖို့လိုတယ်ဒါဟာတကယ်ကိုအခြေခံကြတဲ့အတွေးခေါ်ပြောင်းလဲမှုကြီးတစ်ခုပါပဲအခုဆိုရင်အနာဂတ်ပုံစံကိုလည်းမြင်အောင်ကြည့်ပြီးလက်ရှိအခြေအနေကိုလည်းသိပြီးဆိုတော့နောက်ဆုံးပိုင်းအနေနဲ့ဒီ quiet check ကိုဘယ်လိုပေါင်းကူးပေးမလဲရှင်းဆက်ရမယ့်လက်တွေ့ကျတဲ့လမ်းကြောင်းတွေကိုတိစောက်ကြည့်ကြပါမယ်အရန်ကြီးရှုပ်ရှုပ်ထွေးထွေးစဉ်းစားစရာမလိုပါဘူးရှင်းရှင်းလင်းလင်းလှုပ်ဆောင်ရမယ့်အဓိကအဆင့်30ရှိပါတယ်နံပါတ်1ကတင်ယိုးညွှန်းတန်းကိုခိမိအောင်လုပ်ဖို့နံပါတ်2လက်တွေ့ခန်းတွေစာချီတိုက်တွေလိုအခြေခံအဆောက်အအုံတွေမှာယဉ်နှိမ့်မြုပ်နှံဖို့ပြီးတော့နံပါတ်3ကတင် जा ပြင်းနေတဲ့ဆရာမတွေကိုစွမ်းရည်မြင့်တင်ပေးပြီးအားဖြည့်ပေးဖို့ပါပဲတင် जा ကြည့်ရင်ဒီစစ်တွေကအစောကကျွန်တော်တို့ပြောခဲ့တဲ့စင်ခေါ်မှုတွေကိုတိုက်ရိုက်ဖြန့်ရှင်းပေးနေတာကိုတွေ့ရပါလိမ့်မယ်ဥမာအနေနဲ့အဆင့်တစ်ကိုနည်းနည်းအသေးစိတ်ကြည့်အောင်တင်ယုံညွန်းတန်းကိုခိမိအောင်လုပ်တယ်ဆိုတာဘာကိုပြောတာလဲအဲ့ဒီမှာမေခွန်းထုတ်ပြီးကိုယ်တိုင်ရှာဖွေလေ့လာတဲ့တင်ယူမှုပုံစံတွေကိုထည့်သွင်းရမယ်ဝေဖန်ဖိုင်းချသွဲခေါ်နိုင်စွမ်းကိုအားပေးတဲ့သင်ခန်းစာတွေဖြစ်ရမယ်ခိမီနီးပညာတွေကိုသင်ကြားရေးမှာဘလို့ပေါင်းဆက်အသုံးပြုမလဲဆိုတာပါရမယ်
အရေးကြီးဆုံးကတော့တကယ်လက်တွေ့ဘဝမှာဂျုံရတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်အောင်လေ့ကျင့်ပေးတာမျိုးတွေပါဝင်ဖို့ပါပဲ ဒါကြောင့်မလို့အနစ်ချုပ်လိုက်ရင်အတိကပြောင်းလဲရမယ့်အတွေးခေါ်ကပညာရေးဆိုတာအချက်လက်တွေကိုတင်ယူဖို့တသက်မဟုတ်ဘူးဖန်တီးနိုင်စွမ်းရှိတဲ့သူတွေကိုမွေးထုတ်ပေးဖို့ဆိုတဲ့အချက်ပါပဲကျွန်တော်တို့ရဲ့ပညာရေးစနစ်ဟာအဖြေတွေကိုအလို့ရွတ်ကနိုင်တဲ့သူတွေထက်အဖြေအသစ်တွေကိုရှာဖွေဖန်တီးနိုင်တဲ့သူတွေကိုမွေးထုတ်ပေးနိုင်ရပါမယ် ကဲအစောမတက်ခင်မှာအားလုံးတို့စဉ်းစားစရာမိကုလေးတစ်ခုထားခဲ့ချင်ပါတယ်အနာကစာသင်ခန်းတွေကိုတိဆောက်ကြတဲ့နေရာမှာပညာရေးဝန်ထမ်းတွေမူဝါဒချမှတ်သူတွေတင်မကပဲရက်ကွက်တိုင်းဝိုင်းကစကျွန်တော်တယောက်ချင်းစီကရောဘလို့နီလန်းနေနဲ့ပါဝင်ကူညီနိုင်ကြမလဲဒါတအုပ်တယောက်တည်းဖြေရမယ်မိခွန်းမဟုတ်ပဲအားလုံးအတူတကွအဖြေရှာမယ်မိခွန်းတစ်ခုပါပဲ